အဝိဇ္ဇာအယောင်ပြကံအမင်းဖြက်ခံလိုက်ရပြန်ပေါ့ရွှေသားအတိအိမ်မက်တွေအထည်ကြီးပြက်ကပြတပုတ်အဲ့ဒီရုပ်ထုရင်ကြီးတက်နေပြီတယောက်ကသေချောင်ဆောင်သူတယောက်ကရှင်ချောင်ဆောင်သူကျွန်တော်ကပြောချောင်ဆောင်နေသူဒီတောင်းကိုကြော်နိုင်ပါမလားဘယ်ချိန်ကစပြီးမှားခဲ့တာလဲမီးကိုတွေးရှိပြီးနောက်ပိုင်းလားဘီးကိုတီထွင်ပြီးနောက်ပိုင်းလားတင့်အမျိုးအစားကိုသိပြရစေရင်ချောပိတ်ဆို့မှုကိုကြည့်စိတ်ပြတ်နေတဲ့မိတ်ဆွေခမည်းစိတ်ထဲမှာဘာတွေပိတ်ဆို့နေပါသလဲစာအိတ်ပေါ်ကတစိကောင်းကိုကြည့်ရုံနဲ့အဲ့ဒီဒေတာအခြေအနေကိုရင်းမိပါတယ်အစင်သက်ဖြစ်ပြီလားအချိန်မှနောက်ကျခြင်းနဲ့ဖုတ်သိမ်းရထားဝင်လာပြီကက်ဆိုင်ချင်းပူရာယုံစီတို့မိကြံနေခဲ့တာကတန်လိုက်အိမ်မောင်တစ်ခုလမ်းညွန်မြေပုံတစ်ချက်စားနေရိတ်ကတော့လုံလောက်မဲ့ထင်ရဲ့အာယုံ၅ပါးရဲ့ရှုမြော်ခင်းကိုပလင်းထဲကတွန်ချလိုက်တယ်ယခုအချိန်မှစ၍ကျွန်တော်ကိုမိကြည့်နိုင်ပါပြီကြည်မောင်သား